ရင်နေကြပြတဲ့တို့ရွာလေးကိုလွမ်းမိတဲ့အမေငယ်စဉ်ဘဝကလေးဘဝတော့ငါပေါ်သားတို့တွေစားလောင်မဆိုးလို့ကိုထမင်းထုတ်ကိုဖယ်ထားပြီးကျွေးခဲ့တဲ့အမေအိယာဝင်ရင်ချော်သိပ်ခဲ့တဲ့အမေရဲ့တေးတန်လေးတွေနားထဲမှာခုထိကြားရောက်နေတော့မဲ့အမေရဲ့ဝိုင်းဆိုတဲ့လောကရန်လိုက်တဲ့ဘောကြောင့်အမိမြေကိုခွဲခွာလို့တိုင်းတစ်ပါးမှာရုန်းကန်ရသူမို့ပင်ပန်းနေတဲ့ညတွေဆိုအမိရင်ခွင်ကိုတန်းတာမိတဲ့အမေချက်ကျွေးတဲ့တမင်ဝိုင်းလေးရဲ့ချန်တဲ့ကရေတွေးပြက်ကလေးရဲ့မငယ်ချင်းတွေနဲ့စောကစားခဲ့တဲ့လမ်းကြားလေးတွေရဲ့အားလုံးကိုလွမ်းလိုက်တာမေရဲ့နိုင်ငံခြားမှာအလုပ်တွေဖိလို့ပင်ပန်းပြီးမယ်အမေကိုထားခြင်းနဲ့စီးစိမ်တွေတွေ့တာအတင်ထားတယ်ချွေးစက်တွေမြေခရိုင်အမေမျက်နာကိုမြင်အောင်လို့အောင်မြင်မှုပန်းတိုင်ကိုအမြန်လန်းနိုင်အောင်ကြိုးစားနေတယ်ဒီနေ့နေ့တော့သားတို့ရောလေးစီကိုထုတ်ပိုးတွေနဲ့တူအောင်မြင်မှုတွေတည်ပြီးအမေစီကိုအပြေးလွှားပြန်လာခဲ့အမေစောင့်နေပါအမေသားပြန်လာမဲ့နေ့ကိုရွာထိပ်ကညောင်မင်းကြီးအောက်မှာအမေရက်လို့မျောနေမလားသားလေးအမေစီကိုအမြန်ဆုံးပြန်လာခြင်းလာပြီရွာလန်ကလေးနဲ့အမေမြတ်တာရိမ်မှာထာဝရခိုးလုံးခြင်းမာတော့တယ်အမေ